အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်၏ဘာမာတင်စစ်စင်ရေးစပြီးဘာမာတင်ဦးဆိုကအသစ်ဖွဲ့စည်းလာသောမြန်မာရှိငွေလိမ်ကိုင်းတိုက်ဖြတ်ရေးအဖွဲ့ Scan Center Strike Force SCFFD မြန်မာနိုင်ငံအတွင်းရှိအဆိုပါအဖွဲ့များ၏လုပ်ငန်းများကိုအခြားဌာနများနှင့်ပူးပေါင်း၍စတင်အရေးယူဆောင်ရွက်နေပြီဟုအမေရိကန်တရားရေးဝန်ကြီးဌာနမှထုတ်ဖော်ပြောဆိုလိုက်ပါတယ်မြန်မာနိုင်ငံအတွင်းရှိငွေလိမ်ကိုင်းများကိုတိုက်ဖြတ်ရန် FBI အေဂျင့်များထိုင်းနိုင်ငံသို့စတင်ရောက်ရှိလာပြီဖြစ်သည်ဟုဝါရှင်တန်ရှိကိုလံဘီယာခရိုင်ရှေ့နေရုံးမှကြေညာချက်ထုတ်ပြန်ပါတယ်။ဗာမာတင်ကိုဦးဆောင်မဲ့အဆိုပါရှေ့နေရုံး၏အကြီးအကဲဂျီနင်းပီယိုမှဦးဆောင်မည်ဖြစ်ပြီးတရားရေးဝန်ကြီးဌာန၏ရာဇဝတ်မှုများဆိုင်ရာလုပ်ငန်းရုံးခွင် FBI နှင့် Secret Service မှအေဂျင့်များပါဝင်လာပါတယ်။အဆိုပါတိုက်ခိုက်ရေးအဖွဲ့သည်ထိပ်တန်းလိမ်လည်မှုစင်တာများကိုပိတ်ဆို့အရေးယူခြင်းသိမ်းဆည်းခြင်းနှင့်ပုဂ္ဂိုလ်များအားရာဇဝတ်ကြောင်းအရာတရားစွဲဆိုခြင်းတို့ဖြင့်အမေရိကန်အခြေခံအဆောက်အအုံများကိုလိမ်လည်သူများသုံးစွဲနေမှုအားကာကွယ်ရန်နှင့်အများပြည်သူများအားပညာပေးခြင်းနှင့်နစ်နာကြေးပေးခြင်းတို့ဖြင့်ရင်းလိမ်လည်ခံရသည့်အမေရိကန်များကိုထောက်ပံ့ကာကွယ်ရန်အတွက်အစိုးရတွင်ရှိသည့်ရရှိနိုင်သောကိရိယာအလုံးကိုအသုံးပြုသွားမည်ဖြစ်သည်ဟုကြေညာချက်ကဆိုပါသည်ပီရိုမဘာမာတင် SCSF ဖွဲ့စည်းခဲ့မှုနှင့်ဆက်လင်း၍ပြောကြားရာတွင်လိမ်လည်မှုစင်တာများဖြင့်တာမန်အမေရိကန်ပြည်သူများမျိုးရိုးစင်ဆက်စုဆောင်ထားသောကျွဲဝချမ်းသာမှုများတရုတ်ရာဇဝတ်ကိုင်းများ၏အိတ်ကပ်များထဲသို့လွှဲပြောင်းရောက်ရှိနေသည်ကျမတို့ရုံးအနေဖြင့်နိုင်ငံသားတရခန့်များကိုဆွဲချက်တင်ရနှင့်၎င်းတို့၏ပိုင်ဆိုင်မှုများကိုသိမ်းဆည်းရန်အခွင့်အာဏာရှိသည်ဟုဆိုပါသည်ယခုအခါ SCSF သည်အပြည့်အဝလည်းပတ်လှုပ်ရှားနေပြီဖြစ်သည်ဟုလည်းပြောသွားခဲ့ပါသည် SCFF အဖွဲ့ဝင်များသည်မြန်မာလာအိုနှင့်ကမ်ဘောဒီးယားတွင်လှုပ်ရှားနေကြသောတရုတ်ရာဇဝတ်ကိုင်းများအပြင်အဓိကပါဝင်နေသည့်ခေါင်းဆောင်များကိုဖော်ထုတ်ရှာဖွေသွားပြီးတရားစွဲဆိုနိုင်ရန်အဓိကဦးစားပေးလှုပ်ဆောင်နေကြတာဖြစ်ပါတယ်။ဗာမာတင်သည်မြဝတီရှိ DKBA ထိန်းချုပ်ထားရာတိုက်ချန်ဌာန၏ဝက်ဆိုက်ကိုချုပ်ကန်နိုင်လိုက်ပြီဟုသိရပါတယ်။ထို့ပြင်နေရာအတိအကျဖော်ပြထားခြင်းမရှိသည့်မြန်မာနိုင်ငံ၏နောက်ထပ်လိမ်လည်မှုစင်တာများ၏ဂျိုလူချိတ်ဆက်များSatellite Terminal ကိုသိမ်းဆည်းရန်အတွက်လည်းဖန်ဝရံများတောင်းခံလျက်ရှိသည်ဟုဆိုပါတယ်။ဘန်ကောက်တွင်ရောက်ရှိနေသော FBI အေဂျင့်များသည်ထိုင်းအထူးစစ်စင်ရေးအဖွဲ့နှင့်အတူအထိုင်ချပြီး BGF များအကောက်ကွယ်ပေးထားသည့် KK ဘက်ရှိစခန်းများကိုတိုက်ဖြတ်သွားမည်ဖြစ်ပါတယ်။ဖေဖော်ဝါရီလအတွင်းကထိုင်းအထူးစုံစမ်းရေးဌာနမှ BGF ကောင်းဆောင်စောချစ်သူအားဖန်ဝရံထုတ်ပေးရန်တရားရေးဌာနသို့လျှောက်ထားခဲ့ပြီးဖြစ်ပါတယ်။အမေရိကန်မှ DKBA အားအရေးယူတန်းခတ်ရန်ကြေညာပြီးလျင်ပြီးချင်းစေအုပ်စုမှမြဝတီရှိ၎င်းတို့ပိုင်ဆိုင်သောကာစီနိုအားလက်နက်ကြီးများဖြင့်ပစ်ခတ်သဖြင့်တပ်ဖွဲ့ဝင်2ဦးသေဆုံးပြီး10ဦးဒဏ်ရာရရှိသွားသည်ဟုသိရပါသည်။တန်ခတ်ခံရမည့်စရင်တဲ့ပါဝင်နေသည့် DKBA ခေါင်းဆောင်4ဦးထဲမှတဦးဖြစ်သူစောစိန်ဝင်းမှ၎င်းတို့ဖွဲ့မှခေါင်းဆောင်အချို့အွန်လိုင်းငွေလိမ်ကိုင်းများကိုဦးဆောင်လုပ်ကိုင်နေသည်ဟုဝန်ခံလာခဲ့ပါတယ်။ယခုအရေးတွင်အမေရိကန်တို့အုံနှင့်ကျင်းနှင့်ပါဝင်လာခြင်းဖြစ်ပါတယ်။ထိုင်းရှိကမ္ဘာတဝန်းလိမ်လည်မှုတိုက်ဖြတ်ရေးမဟာမိတ်များအဖွဲ့၏ထုတ်ပြန်ချက်အရထိုင်းနိုင်ငံသား10ဦးလျင်6ဦးနှုန်းအလိမ်ခံခဲ့ရပြီး2024တနှစ်ထဲတွင်စုစုပေါင်းထိုင်းဘတ်ငွေ130ဘီလီယံအလိမ်ခံခဲ့ရသည်ဟုသိရပါတယ်။စောချစ်သူ၏ပါတနာဖြစ်သူရှီဂျီကျန်အောင်ထိုင်းမှတရုတ်သို့လွှဲပြောင်းပေးလိုက်ပြီးဖြစ်၍ KK ပတ်နှင့်ပတ်သက်သည့်အရေးပါသောသတင်းအချက်အလက်များတရုတ်တို့ရရှိတော်မူဖြစ်သည်။အမေရိကန်သည်လည်းဒေါ်လာ10ဘီလီယံခန့်ဆုံးရှုံးထား၍၎င်းတို့အစိုးရမှလည်းအရေးယူရန်လှုပ်ရှားမှဖြစ်ပေတော်မူဟုယူဆလာခြင်းဖြစ်ပါတယ်။ရှီဂျီကျန်သည်ဘီကျင်းစီသို့စောချစ်သူသည်ဝါရှင်တန်စီသို့လောဟူသောမေကွန်များထွက်ပေါ်လာနေပြီဖြစ်သည်။ပြည်သူတို့၏တရားတော်စစ်မှုတ်ချအောင်ရမည်။ကျမ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။